မနေ့ကလည်းရွာမှာနှစ်ပွဲတီးတာနှစ်ပွဲစလုံးကနော်တစ်ပွဲစီမတူဘူးပေါ့နော်မတူအောင်အဲ့ခံရတာပေါ့တီးရတာပေါ့ဟုတ်ပါမှတ်တမ်းတွေကိုရလည်းရှိတယ်လေဟုတ်ကဲ့အဲ့တော့ဒီခါကျတော့တခါမှမတီးသေးပါဘူးပွဲမှာနော်ဟုတ်ကဲ့အမေပြည်သားရှင်တော်ထားဆိုထားတယ်နော်ဟုတ်ကဲ့မေတ္တာဟူသည်တဲ့ဒါနောက်ပိုင်းဒီမှာဖြစ်ပါလေရှားပါလေးဗျနော်ဟုတ်တယ်တချင်းရွေးတတ်တယ်တကယ်ကိုပဲကျွန်တော်တို့လည်းဆိုင်မောင်းလဲစုံခဲ့ပါပြီလေ့လာပြီးနားထောင်ရတာတွေများတာဒါပေမဲ့ဒီလိုတေးသချင်းလေးတွေကြတခါရှားပါတယ်ဗျနော်စုံခဲ့ပါမေတ္တာဟူသည်စိတ်ဆန်းရဲ့သူရေကြီးအေးငိမ့်မြရောက်ဖန်သာတန်သာရဲ့ချုံကိုနိုင်လုံးမူနှထုံမြစုပြန်မွေးကျူလည်းတကယ်တမ်းကျတော့လူတွေတယောက်နဲ့တယောက်ဆက်ဆံတဲ့အခါမှာဟုတ်ပါမေတ္တာရှိထားပြီးဆက်ဆံတာကရည်ရှိခိုင်မြဲပါတယ်ဟုတ်တယ်ဟုတ်တယ်နော်ဟုတ်ပါမေတ္တာရဲ့အရေးကြီးပုံနဲ့မေတ္တာကိုခြုံမလုံးပါတယ်ဆိုတာကိုရေးထားတာပါဒါပေါ့လေတဝူးမေတ္တာတဝူးမှာကုကဆက်ကတုံ့ပြန်စမြဲဓမ္မရာပဲတဝူးနဲ့တူမေတ္တာစေတနာထားရမှာပေါ့ဗျာဟုတ်ဒါကရုပ်ရှင်တေးသချင်းတစ်ပုဒ်ဖြစ်ပါတယ်ဟုတ်ကဲ့အချစ်သချင်းမဟုတ်ဘူးနော်မှန်ပါမေတ္တာကိုခြုံမလုံးတဲ့အကြောင်းလေးကိုမေတ္တာပွဲအနေနဲ့ရေးဖွဲ့ထားတဲ့သချင်းတစ်ပုဒ်ပါဟုတ်တယ်နော်ဟုတ်ပါဟုတ်ပြီဗျာဒါလေးနဲ့မနေ့ပဲရှင်ရတော့ကကျွန်တော်ရမိဘပြည်သူများကိုကျွန်တော်ကနေပြီးတော့နောက်ပိုင်းထဲမှာပေါ့မနေ့ကချစ်မိုးကြီးတို့ national တို့တီးတယ်လို့ပဲနော်ဒါလေးကိုကျွန်တော်စုလိုက်တီးလိုက်ပြီးပါမယ်ခင်ဗျာမှန်ပါအဲ့ခံပြီးပါမယ်ဟုတ်ဗျာဖိတ်ကောင်းတဲ့သချင်းတစ်ပုဒ်ပါတက္ကသိုလ်မဲခါကြီးကဒီညမှာပြောပြလို့မကောင်းရင်တော့နော်သချင်းအပြစ်မဟုတ်ပါဘူးတက္ကသိုလ်မဲခါရဲ့အပြစ်ပါဟုတ်ကဲ့ဒီလိုလေးစကြည့်အောင်ခင်ဗျနားစီပြစီမေတ္တာဟူသည်စိတ်ဆန်းရည်တဲ့ရှည်ကြီးအေးငိမ့်မြရောက်ဖန်သာတန်တဲ့ရဲ့ကျုပ်ကိုနိုင်လို့မူနှုတ်တူမြစ်စုပြန်မွေးကျူလျက်မတူပြိုင်ကင်းတဲ့ချစ်ချင်းလေးညင်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 တသိနေချင်းဖိမ့်ဖိမ့်ပြောင်းမြဖြတ်မြသည်သာစွန်မြတ်တာအရသာအရသာစိတ်ဆန်းရည်တဲ့ရေကြီးအေးညမြရောက်ဖန်သာတောင်းတဲ့ရထုကိုနိုင်လို့မူနှုတ်ထူမြစ်စုပြန်မွေးကျူလျက်မတူပြိုင်ကင်းတဲ့ချစ်ချင်းညင်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 ပသိနေချင်းဖိဖိပြောင်းမြဖြတ်မရသည်သာစွန်မြတ်တာအရသာအရသာ
တာစကားသစ္စာပြုရကြဓမ္မရာကစိတ်ဆိုမြင့်မို့လားတင်စားဗမာချစ်တဲ့ခွေဟာချစ်တဲ့ခွေဟာပင်ရဲ့လူမြတို့မကြောက်ခရရသည်သာတကယ်ပဲမြူများမပြမဟန်ပြရများမုံသားတွေပါလူတရားချီပါမတွေ့စေပြန်တော့အနေရသာပြည်လုံးပါသမုဒိယတော်ဝဲချစ်တဲ့မြတ်တာပြင်ဝဲရှိနိုင်မှသေသေးဝတိုင်းမြဲထိုင်နေရာဇနာပေမပယောကနေတော့ထားလာယုံကာမကုကိုလုံးညရှာမြတ်သူကမြစ်တာသဘောရောရှက်တာတသက်တာခိုင်မြဲမယိုင်လဲပါနှစ်ပါးချစ်တာစကားသစ္စာပြုတဲ့ကြဓမ္မရာစိတ်ဆူမြင့်မို့လားတင်စားဗမာချစ်တဲ့ခွေကချစ်တဲ့ခွေကအပင်ငယ်ဟူသူများတို့မကြောက်ခံရပါသေးလားတကယ်ပဲမြူများမကြမ်းမခါပြတော်ရများငါတွေပါလူတရားချစ်ပါမသွေစေပြန်တော့အနေရသာပြေလုံးသွားသမုဒိယနောက်ပွင့်ချက်တဲ့မြေတာပြင်ဝဲရှိတိုင်းမှာတည်တည်ဘဝတိုင်းမြဲခိုင်မေရာဒီဆိုနော်ဆိုင်းစရာတယောက်ရဲ့စာဟာဒီနောက်ပိုင်းရောက်လာရင်သိပြီးတော့ကြောက်စရာကောင်းနော်အဲ့တော့ဆိုင်းစရာတယောက်ကနောက်ပိုင်းရောက်လာလေတူဒီတယောက်စီတကူတော်ဆိုတဲ့နေရာရောက်ရင်အဲ့ဒါချင်းနဲ့ချက်သေးပဲဟုတ်တာမို့နော်ဟုတ်တယ်စစ်တေနာပရိတယောက်ပါတဲ့ရှ िख ောပလီတက်တွေဆင်ပြီးတော့ဒီလိုတိုက်ရဲတယ်ဆိုတဲ့တက်တီရှိတယ်လို့တူးချင်းတယောက်ချင်းစီးချင်းထိုးတဲ့နေရာမှာလည်းပဲရဲစန်းတက်တီနဲ့ပြည့်စုံဟုတ်ပါနော်ဟုတ်တယ်ဒီတော့စာပေဝတ္ထုယတုကြပြပြုတ်လင်္ကာနဲ့သာတိတချင်းအဲဆောင်ညင်းကိုမကင်းမပြတ်ရွတ်ဖတ်လေးချက်တိမုတ်လေးရတာနေကောင်းစွာဒီဟုတ်တယ်ချိန်ငါရက်ဝဲဂီတတေးနဲ့ထန်သင်ရဲထန္တရာကင်းกว่าပါမူထန်တရားလဲပြတ်အတန်လဲအပ်သည်ဟုတ်တယ်ပညာရှင်ဆိုတဲ့ဇာကြီးတွေအမြဲတမ်းတီးသမားတီးနေမှာအစိုးဟုတ်တယ်အစိုးသမားလည်းစိုးနေမှာဟုတ်ပါနော်နေပညာရှင်တွေလည်းအမြဲတမ်းလေ့ကျင့်နေတဲ့ဒီအလေ့ကျင့်ဘောလုံးသမားတွေလို့ပေါ့ထွင်ရှိမှာထွင်ကိုရှိကိုနေရမှာဟုတ်တယ်ဒါကြောင့်ချိန်9ရက်ဝိဂီတာတင်းနဲ့သင်ရင်ထန္တရာကင်းกว่าပါမူထန္တရာလည်းပြတ်အတန်လည်းအပ်သည်ဟုတ်ပါမလွယ်အနုပညာအသက်နော်တပည့်အသက်9ရက်ဆိုသလိုကျင့်နေရတာ9ရက်လောက်ကျော်သွားရင်မေ့တော့ဒါပေမဲ့ကျုပ်တို့2ရက်ရှိသေးတယ်ညာလေးတော့မရသေးဘူးမေ့ပေါ်လို့ကောင်းလိုက်တယ်မှန်ညာကွာယနေ့ပုံမေ့ငွေသုံးနေပါမေ့ကုန်တော့အကုန်မေ့ရမှာ